လူဘွားလူတဲ့မှာမွေးလာပြီးတဲ့လူသားတွေကိုအကျိုးမပြုလောကကိုအကျိုးမပြုဆွေမျိုးညတွေကိုအကျိုးမပြုပဲနဲ့ဖြစ်စီတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိပါတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုကုလင်္ကာရလို့သုံးတယ်ကုလအင်္ကာရဆွေမျိုးရဲ့မိကြီးကဲဆွေမျိုးတွေမှာပါလာတဲ့မိတောင်မိကြီးကဲလို့ဆိုလို့ပါနဲ့ဒီဘက်တူလို့အလုံးသိကြပါလိမ့်မယ်ပစေယောဆိုတာတစ်ချိန်တော့ကအမြဲတမ်းတရင်စားတွေမှာပါနေတဲ့ပြပါအကူပစေယောဆိုမြင်ဝါဒီများကိုစံကျင်ညာတွေ့ကြပါလိမ့်မယ်နော်အဲ့ဒီမှာပစေယောဆိုတဲ့အသုံးစကားအဲ့ဒါနဲ့အလားတူတဲ့ကုလင်္ကာရဆိုတဲ့စကားလုံးကစာပေကျမ်းမှာရှိတယ်နော်စေယောရဲ့အတိတ်ပဲကပစေကိုယူတက်ပြလိုက်အဲ့ဒီယူအမေအရာတပင်အရာယူကတပင်အရာပစေငါသူ့ဘာသူတပင်မဖြတ်နိုင်အယူတက်ပြလိုက်တဲ့ကတပင်ကပေးလိုက်တဲ့ယူသည်သူ့ကိုအကြောင်းပြုပြီးတပင်ကြီးကလဲသွားတပင်ကြီးကအခုတ်ခတ်လိုက်အဲ့ဒီတပင်ကိုပြောတာနော်ပစေယောဆိုတာပစေမတက်လိုက်တဲ့ယူကတပင်ကရတာအဲ့ဒီပစေကိုတက်တဲ့ယူကိုကင်ပြီးတော့တပင်မဲ့လဲခရအဲ့ဒါလို့ပဲလောကကြီးမှာမွေးဖွားပြီးလောကကြီးကိုဖြစ်စီတဲ့ပုဂ္ဂိုလ်ကကုလင်္ကာရလို့ခေါ်တယ်လောကကြီးမှာမွေးဖွားလာတယ်လောကကြီးကိုဖြစ်စီတယ်အဲ့ဒီပုဂ္ဂိုလ်ကိုကုလင်္ကာရအမျိုးရဲ့မိကြီးကဲတနည်းအားဖြင့်ပြောရင်လောကမိကဲမိဆိုတာတော်မိတွေပါလေတပင်ကိုဆွဲလောင်းနဲ့မိကတပင်ကိုပဲပြန်ဖြစ်စီလိုက်တယ်အဲ့တိုင်းပဲကိုငွေပါတဲ့ကိုရဲ့ဒီရဖြစ်တဲ့လောကကြီးကိုပြန်ဖြစ်စီတဲ့ပုဂ္ဂိုလ်မျိုးတဲ့လောကကြီးမှာရှိတယ်ဆိုတာတတိတာနော်အဲ့တော့ဘုန်းကြီးတို့တွေအဲ့လိုပုဂ္ဂိုလ်မျိုးမဖြစ်အောင်တတိဆောင်ကြနော်ကိုကလောကကြီးမှာမွေးလာပြီးတော့လောကကိုဖြစ်စီတဲ့ပုဂ္ဂိုလ်မဖြစ်ပါစေနဲ့